Professor ဒေါက်တာဆိုင်းတော်ကြားရေးသားတဲ့စာတစ်စောင်ကိုဖတ်ပြမယ်နော်။အရန်သဘောကျမိလို့အသက်ရှင်ခွင့်ရတော့တာမန်နှလုံးသားနဲ့နေထိုင်ပါတဲ့။ဘဝကကျွန်တော်တို့အတွက်စူးစမ်းရင်စူးစမ်းသလောက်တော့အမြင့်တွေစီကိုတင်ပေးနိုင်ကြပါတယ်။အနည်းဆုံးမရဘူးဆိုရင်တော့ဝိရိယအကျိုးတစ်ခုကိုတော့ခံစားကြရတဲ့သူကြီးပါပဲတဲ့။အထူးသဖြင့်ကျွန်တော်တို့ကိုအောင်မြင်မှုတွေဂုဏ်သတင်းတွေလူတွေရဲ့လက်ခုပ်တံတွေကိုပေးနိုင်ပါတယ်။တချို့လူတွေအတွက်ကတော့လူတိုင်းတတိုင်းရနိုင်တဲ့ချိန်ဆက်ကြာကြီးလို့အစွမ်းထက်တဲ့အာဏာလည်းပေးပါတယ်တဲ့။ဩဇာကိုလည်းပေးတယ်။ဒါပေမဲ့ဘဝကပြီးသမျှထဲမှာအဖို့တန်ဆုံးအရာတစ်ခုကိုမပြောက်စေသင့်ပါဘူးတဲ့။အဲ့ဒါကဘာလဲဆိုတော့လူတစ်ယောက်ဖြစ်တည်ခြင်းစာနာခြင်းမျှတခြင်းကိုချင်းစာခြင်းလူသားဆန်ခြင်းဖြစ်တဲ့တာမန်နှလုံးသားတစ်ခုတဲ့။တပင်ကိုကြည့်ဘူးပါသလားတဲ့အကိုင်းအခက်တွေဘလောက်ပဲအမြင့်တက်သွားပါစေအောင်တော့သူ့အမြင့်တွေကတော့မြေကြီးကိုပို့ပြီးတော့ခတ်တင်းကြီးဖတ်တွယ်ထားကြတယ်တဲ့သူတို့ကအမြင့်ကိုရောက်လေအမြင့်ကိုပို့ပြီးတော့တန်ဖိုးထားလေပေါ့တဲ့လူတယောက်လည်းအဲ့ဒီလိုပဲဖြစ်ရမယ်တဲ့ဘဝမှာအချိန်မရွေးပစ္စည်းနိုင်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေဘလောက်ပဲအောင်မြင်လာဘလောက်ပဲလူသိများလာဘလောက်ပဲကြော်ကြားလာဘလောက်ပဲအခြားသူတွေချီးကျူးလာကိုယ်နှလုံးသားမြေကြီးနဲ့မွေးသင့်ပါဘူးတဲ့လုံးဝအောက်ခြေမလွတ်သင့်ဘူးတဲ့တကယ်ကြီးကျယ်တဲ့လူတွေဟာလေသူတို့ဘလောက်ကြီးမြတ်ကြောင်းကိုကြောက်ဝပြဖို့မကြိုးစားကြဘူးသူတို့နဲ့တွေ့ပြီးပြန်လာတဲ့သူတွေကသူကအရန်နှွေးထွေးတာပဲသူကယာရူးလည်းမကြည့်ဘူးသူနဲ့စကားပြောတာအရန်အေးချမ်းတယ်ပြီးတော့လေတတောင့်တတလည်းသိဖြစ်တယ်လို့ပြန်ပြောကြတာကိုပဲပြန်လဲပြီးတော့ကြားတင်ပါတယ်တဲ့အဲ့ဒါဟာလေယာရူးနဲ့မရနိုင်တဲ့လေးစားမှုမျိုးတဲ့တချို့လူတွေနည်းနည်းလေးအောင်မြင်လာတာနဲ့အောက်ခြေစားလွတ်လာကြပြီသူတို့ရဲ့အတန်တွေပြောင်းသွားတယ်အပြုံးတွေပြောင်းသွားတယ်လူတွေကိုကြည့်တဲ့မျက်လုံးတောင်ပြောင်းသွားတယ်သူတို့နှလုံးသားတွေကိုအယောင်ဆိုးလိုက်ကြပြီပေါ့တဲ့သူတို့နှလုံးသားတာမန်နှလုံးသားမဟုတ်တော့မာသွားတယ်တင်းသွားတယ်ညူသွားတယ်ညှိုးသွားတယ်ညစ်သွားတယ်မဲသွားတယ်ဆုပ်သွားတယ်ရုပ်သွားတယ်ညံ့သွားကြတာပေါ့ဒါပေမဲ့လေတကယ်တမ်းအစစ်မြင့်တဲ့နှလုံးသားတွေကတော့ဘလို့အောင်မြင်မှုကြောင့်မဆိုမပြောင်းလဲဘူးသူတို့ကငကိုကထပ်ပို့ပြီးတော့နူးညံ့လာတယ်ပို့ပြီးတော့နားလည်တက်လာတယ်ပို့ပြီးကျေးဇူးတင်တက်လာတယ်အားလုံးပေါ်မှာကြီးသူအပေါ်ကိုရိုးသေးတယ်ရွယ်သူပေါ်ကိုလေးစားတယ်ငယ်သူပေါ်ကိုလည်းတနာစိတ်နဲ့ဆန်လာကြတာပေါ့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့အစံပြေးွားတဲ့တလေးစပန်နံလို့ခေါ်တယ်ဒီနေ့လေတင့်လက်ထဲမှာရှိနေတဲ့အရာတွေကနောက်တစ်နေ့ကျရင်ရှိချင်မှလည်းရှိပါတော့မယ်ယာရူးလည်းကြံချင်မှကြံခဲ့လိမ့်မယ်ငွေလည်းကုန်ကြံချင်မှကြံမယ်နာမည်ကုန်သတင်းလည်းအချိန်နဲ့မျှပြောင်းလဲသွားလိမ့်မယ်တဲ့ဒါပေမဲ့လေတင့်ရဲ့ကောင်းမွန်တဲ့ကျင်နာမှုကိုတော့လူတွေကမှတ်မိနေကြမှာပါတင့်ရဲ့နှိမ်ချမှုကိုတော့နှလုံးသားတွေကသတိရနေကြလိမ့်မယ်တင့်ရဲ့အပြုံးလေးကိုတော့တစုံတစ်ယောက်ကခွန်အားဖြစ်သိမ်းထားနိုင်ပါတယ်တဲ့ဒါကြောင့်မို့ဘဝကတင့်ကိုမြင့်တဲ့နေရာတစ်ခုစီကိုပို့ပေးခဲ့ရင်အဲ့ဒီနေရာကနေအောက်ကိုမကြည့်ပါနဲ့တဲ့အနားကိုကြည့်ပေးပါတဲ့နောက်ကျန်နေသူကိုလှက်ကမ်းပေးပါစကားကောင်းတစ်ခွန်းပြောပေးပါလေးစားမှုကိုမျှဝေပေးပါတဲ့တကယ်တော့လေလူတစ်ယောက်ရဲ့အကြီးမြတ်ဆုံးအောင်မြင်မှုဆိုတာလူတွေကိုအထင်သေးနိုင်တဲ့အနေအထားမှာရှိခွင့်ရရင်တောင်ဘယ်သူကိုမှအထင်မသေးတဲ့နှလုံးသားကိုဆက်ထင်းထားနိုင်ခြင်းပါပဲတဲ့တင့်ကိုလူတွေမှတ်မိနေမှာကတင်ဘယ်လောက်ထိမြင့်ခဲ့တယ်ဆိုတာကိုမဟုတ်ဘူးမြင့်တဲ့နေရာကိုရောက်ပြီးတာတောင်မှဘယ်လောက်အထိလူသားဆန်နေခဲ့တယ်လဲဆိုတာပါပဲတဲ့ဒါကြောင့်မလို့လေအသက်ရှင်ခွင့်ရတော့မှယာရူးကြီးတဲ့လူတစ်ယောက်ဖြစ်အောင်စူးစမ်းလို့လည်းရနိုင်တယ်လို့အောင်မြင်တဲ့လူတစ်ယောက်ဖြစ်အောင်လည်းလုပ်ယူလို့ရတယ်ဒါပေမဲ့အဲ့ဒီအရာအားလုံးထက်တာမန်နှလုံးသားရှိတဲ့လူတစ်ယောက်ဖြစ်တာနေထိုင်ဖို့ကိုဘယ်တော့မှမမိလိုက်ပါနဲ့ဆရာကြီးကဒီလိုရေးသားထားတယ်ရှင်တို့လေသိသဘောကျတာပဲ